ဒါရှင်းပြတဲ့သူပေါ့ဟုတ်တယ်ဒီလိုရဲ့ ပကန်းနေမှာဆိုအဲ့လိုရှင်းပြတယ် ဟုတ်တယ်ကိုကတော့စင်ကန်ကနေကြောက်စဲကိုဝေစီရင်ကောင်းမလားလိုင်းကားစီရင်ကောင်းမလားဆိုပြီးတိုင်ပြီးရင်းနဲ့မှနောက်ဆုံးတော့လိုင်းကားစီဖြစ်သွားတယ်ပေါ့နော်ခင်ဗျားချင်းတော့ကားပေါ်မှာလည်းကျမတို့တိုက်ပဲပါတာဖြစ်တဲ့အတွက်ကြောင့်ဟီဟီလာထိုင်နေကြောက်စဲကိုရောက်ရှိမှမသိရောက်သွားတာဒါတော့ကြောက်စဲရောက်ပြီးတော့တငယ်ချင်းရလာမကြွေသေးလို့ချစ်ချင်းလေးနဲ့ပါရှောက်ခဲ့ရတယ်ပေါ့နော်တွင်းလည်းမြေကပ်ပေါက်ပါတယ်နောက်ဆုံးတော့သူတို့အိမ်ကလာကြူပါပြီဒါကတော့တငယ်ချင်းလေးသူများကြားထဲမှာလိုက်ပြီးတော့ခရခရလုံနေရပေါ့နော်သူတို့ကတော့ဝေဘူးချောင်းဖျားကိုလိုက်ဖို့ခဲ့ပါတယ်ဒီညတော့တာရပါတယ်တမင်းเจ้าနေရလဲစက်ဝင်စားဖို့ကောင်းပါတယ်ဒါပေမဲ့သူတို့ရှင်းပြနေတာကိုကျွန်မကတော့ဗီဒီယိုရိုက်တပ်ပုံလေးရိုက်တာနဲ့ဘာမှနားမလည်ခဲ့ပါဘူးဟိုပြောတီပြောဟီလာထားပြီးတော့မှကျွန်မတို့ဖွင့်နောက်ဆုံးတော့ပြန်လာပါပြီမနေ့ပြန်60တောင်းတက်မှာပါဒီမှာဒီပါမယ်ဘိုင်ဘိုင်ဒါရှင်းပြတဲ့သူပေါ့ဟုတ်တယ်ဒီလိုရဲ့ ပကန်းနေမှာဆိုအဲ့လိုရှင်းပြတယ် ဟုတ်တယ်ကိုကတော့စင်ကန်ကနေကြောက်စဲကိုဝေစီရင်ကောင်းမလားလိုင်းကားစီရင်ကောင်းမလားဆိုပြီးတိုင်ပြီးရင်းနဲ့မှနောက်ဆုံးတော့လိုင်းကားစီဖြစ်သွားတယ်ပေါ့နော်ခင်ဗျားချင်းတော့ကားပေါ်မှာလည်းကျမတို့တိုက်ပဲပါတာဖြစ်တဲ့အတွက်ကြောင့်ဟီဟီလာထိုင်နေကြောက်စဲကိုရောက်ရှိမှမသိရောက်သွားတာဒါတော့ကြောက်စဲရောက်ပြီးတော့တငယ်ချင်းရလာမကြွေသေးလို့ချစ်ချင်းလေးနဲ့ပါရှောက်ခဲ့ရတယ်ပေါ့နော်တွင်းလည်းမြေကပ်ပေါက်ပါတယ်နောက်ဆုံးတော့သူတို့အိမ်ကလာကြူပါပြီဒါကတော့တငယ်ချင်းလေးသူများကြားထဲမှာလိုက်ပြီးတော့ခရခရလုံနေရပေါ့နော်သူတို့ကတော့ဝေဘူးချောင်းဖျားကိုလိုက်ဖို့ခဲ့ပါတယ်ဒီညတော့တာရပါတယ်တမင်းเจ้าနေရလဲစက်ဝင်စားဖို့ကောင်းပါတယ်ဒါပေမဲ့သူတို့ရှင်းပြနေတာကိုကျွန်မကတော့ဗီဒီယိုရိုက်တပ်ပုံလေးရိုက်တာနဲ့ဘာမှနားမလည်ခဲ့ပါဘူးဟိုပြောတီပြောဟီလာထားပြီးတော့မှကျွန်မတို့ဖွင့်နောက်ဆုံးတော့ပြန်လာပါပြီမနေ့ပြန်60တောင်းတက်မှာပါဒီမှာဒီပါမယ်ဘိုင်ဘိုင်